တတိမင်္ဂလာပြားပေါင်းတင်ပြည့်စုံလာတဲ့မင်္ဂလာနေ့ရဲ့ဒီချိန်ကာလမှာခန္ဓာဤကျွမ်းရောက်ပြီးဖြစ်သွားတော့ကြောင့်မင်္ဂလာတို့ကမောင်တို့တို့နိုင်တဲ့မင်္ဂလာတို့ပြီးမတ်စင်မာတွေပေါ်တစ်ထပ်တို့အားနှစ်ဖက်သုံးမိဘများအုတ်ထီးသူများမင်္ဂလာချေရများနဲ့ချေရနဲ့စတိမင်္ဂလာပေါင်းနေပြီးဆိုတာနဲ့ဒီမင်္ဂလာဓမ္မဆောင်ပြီးကျွမ်းရောက်ပြီးအလုပ်ပြီးနိုင်ပါတယ်Yeah.